ယေရှုခရစ်တော်ဖခင်ကတင်းနဲ့ကျွန်ုပ်ရဲ့အပြစ်ရဲ့အဖို့အခါကိုလွန်ခဲ့တော့နှစ်ပေါင်း2000ကျော်ကျမှလက်ဝါးကားတိုင်းမှာဆက်ခဲ့ပြီးပြီနော်တင်းယုံမယုံအခုတင်းငရေတွားရခြင်းရဲ့အကြောင်းကဘာကြောင့်လဲမယုံကြည်လို့ဖြစ်ပါတယ်အပြစ်နဲ့ဆိုင်တဲ့အရာလူသားတွေရဲ့အပြစ်ထဲမှာတို့ဝင်ပြေးကူစားပြုတ်ပြီးမှတင်းနဲ့ကျွန်တော်အသေးခံရမယ်ကျင့်ချင်းအမင်္ဂလာတဲ့ကယေရှုကဆက်ပေးခဲ့ပြီးပြီငါ့ကိုယုံကြည်တော်သူဒီထာဝရအသက်ကိုရမယ်တင်းယုံမယုံယေရှုကနှစ်ပေါင်း2000ကျော်ထဲမှာအပြစ်ရဲ့အဖို့အခကျင့်ချင်းအမင်္ဂလာအားလုံးနောင်တော်မလုံးကိစ္စယခုကိစ္စအားလုံးဖြည့်ရှင်းခဲ့ပြီးပြီမာကု73အငယ်31ထဲမှာကောင်းကင်နဲ့မြေကြီးမတည်တော့လဲငါစကားတည်တယ်ဖယားစကားဖြစ်ကိုဖြစ်မယ်ဖယားစကားဖြစ်တယ်ကလားစကားမဟုတ်ဘူးတီးကိုတည်မယ်ဖြစ်လာမယ်ဖြစ်စေရှိနေတယ်ဖြစ်အောင်မယ်ယေရှုကိုယုံကြည်လက်ခံတော်သူကအပေငရဲတွားရှာမလို့တော့ဘူးယေရှုကငရဲတကားကိုပိတ်ထားပြီးကောင်းကင်တကားကိုဖွင့်ထားပြီးတင်းမယုံကြည်ရင်တင်းငရဲတွားရမယ်ယုံကြည်လက်ခံရင်ကောင်းကင်နိုင်ငံအပေငရဲထက်ကနေလွတ်မြောက်မှာဖြစ်တယ်